ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့လူကြိုက်များတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ Fish ပဲဖြစ်ပါတယ်။ဒီစာအုပ်ကစိတ်သက်ကြစရာကောင်းပြီးညီးငွေပွဲကောင်းတဲ့လုပ်ငန်းခွင်တစ်ခုကိုပျော်ရွှင်စရာစွမ်းအင်ပြည့်ဝတဲ့နေရာအဖြစ်ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့အံ့ဩစရာကောင်းတဲ့ပုံမြင်တွေကိုရှင်းပြထားပါတယ်။စီရတဲ့မှာရှိတဲ့ Pike Place Fish Market ကငါးရောင်းချသူတွေရဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ကနေရရှိတဲ့ဒီ Fish Philosophy ဟာကျွန်တော်တို့ရဲ့ဘဝနဲ့အလုပ်ခွင်ရလဒ်တွေကိုဘယ်လိုတိုးတက်စေမလဲဆိုတဲ့သင်ခန်းစာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ပြောင်းလဲမှုလိုအပ်နေတဲ့လုပ်ငန်းခွင်အခြေအနေကိုနားလည်ခြင်းကနေစတင်ရပါမယ်။ပုံမြင်တွေကအဓိကဇာတ်ကောင်ဖြစ်တဲ့ Mary Jane ဟာစိတ်တကြစရာညီငွေစရာကောင်းတဲ့တတိယထပ်မှာရှိတဲ့မိဖို့ကြောင့်လို့ခေါ်တဲ့ဘဏ်လုပ်ငန်းရဲ့အကြီးဆုံးဌာနတစ်ခုကိုစီမံခန့်ခွဲသူဖြစ်လာပါတယ်။ဒီဌာနစွမ်းအင်နေပါခြင်းအပြစ်တင်ခြင်းနဲ့ရှင်သန်နေခြင်းတို့ပြည့်နှက်နေပြီးဝန်ထမ်းတွေကသူတို့ရဲ့အလုပ်ကိုမချစ်ကြပါဘူး။ဒီကနေ့ကျွန်တော်တို့ရရှိတဲ့အသင်ခန်းစာကတော့အလုပ်ရဲ့ပတ်ဝန်းကျင် atmosphere ဟာရလဒ်တွေအပေါ်မှာတိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာပါပဲ။စိတ်တကြတဲ့လုပ်ငန်းခွင်မှာအကောင့်ဆုံးရလဒ်တွေရဖို့မလွယ်ကူပါဘူး။ Mary Jane ဒီအခြေအနေကိုမပြောင်းလဲနိုင်ဌာနတစ်ခုလုံးကြာရှုံးနိုင်မယ်ဆိုတာကိုသဘောပေါက်ပါတယ်။သူမအပြင်ဘက်ကိုထွက်ပြီးပျော်ရွှင်စရာစွမ်းအင်ပြေဝနေတဲ့အလုပ်ခွင်ကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုစတင်ရှာဖွေခဲ့ပါတယ်။ဒီလိုရှာဖွေနေသူမဟာ Pike Place Fish Market ကိုရောက်ရှိခဲ့ပြီးအဲဒီကငါးရောင်းချသူတွေရဲ့ထူးခြားတဲ့အလုပ်လုပ်ပုံကိုတွေ့ရှိခဲ့ပါတယ်။ Pike Place Fish Market ကနေရရှိတဲ့ Fish Philosophy ဟာအဓိကကျတဲ့အလေးကျင့်လေးခုပေါ်မှာအခြေခံထားပါတယ်။ပထမဆုံးလိုအပ်ချက်ကတော့ play ပဲဖြစ်ပါတယ်။ငါးရောင်းချသူတွေသူတို့ရဲ့အလုပ်ကိုဖျော်ဖြေမှုပျော်ရွှင်မှုနဲ့စွမ်းအင်တို့ပြည့်နေနေအောင်ဖန်တီးခဲ့ကြပါတယ်။သူတို့ကဖောက်သည်တွေကိုရေမောပျော်ရွှင်အောင်လုပ်ပြီးဟန်တာမကသူတို့ကိုယ်တိုင်ကလည်းသူတို့ရဲ့အလုပ်ကိုပျော်ရွှင်ကြပါတယ်။အလုပ်ကိုလေးနက်စွာလှုပ်ဆောင်ခြင်းနဲ့ပျော်ရွှင်စွာလှုပ်ဆောင်ခြင်းတို့ကိုခွဲခြားဖို့မလိုအပ်ပါဘူး။ကစားခြင်းကလုပ်ငန်းခွင်ဖိအားကိုချောချပြီးတီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။ဒုတိယလိုအပ်ချက်ကတော့သူတို့ရဲ့နေရက်တွေကိုဖန်တီးပေးပါပဲဖြစ်ပါတယ်။ဖောက်သည်တွေလှုပ်ပေါ်ကင်ဘက်တွေရဲ့ဘဝကိုအနေငယ်ပိုပြီးလှပစေဖို့ရည်ရွယ်ပြီးလှုပ်ဆောင်ခြင်းပါပဲ။ဒီငါးရောင်းချသူတွေဟာဖောက်သည်ကိုလိုအပ်တာပြုံးတာမကသူတို့ရဲ့စိတ်ခံစားမှုကိုမြင့်တင်ပေးခြင်းဖြင့်ထူးခြားတဲ့အမတ်တရားတွေကိုဖန်တီးခဲ့ကြပါတယ်။ကောင်းမွန်တဲ့ခံစားချက်ကိုဖန်တီးပေးခြင်းကဆက်ဆံရေးတန်ဖိုးကိုမြင့်တင်ပေးပါတယ်။တတိယလိုအပ်ချက်ကတော့သင်ရဲ့သဘောထားကိုရွေးချယ်ပါပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဘဝမှာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေတိုင်းကိုထိန်းချုပ်နိုင်စွမ်းမရှိပေမဲ့အဲ့ဒီအဖြစ်အပျက်တွေပေါ့ကျွန်တော်တို့ရဲ့တုံ့ပြန်ပုံ attitude ကိုတော့ရွေးချယ်နိုင်ပါတယ်။သင်ဟာအပြုသဘောဆောင်တဲ့သဘောထားနဲ့အလုပ်ကိုစတင်ဖို့ရွေးချယ်ခြင်းအဖြစ်သင်ပတ်ဝန်းကျင်ကိုပါကူးဆက်စေနိုင်ပါတယ်။စရုပ်ဓာတ်လိုအပ်ချက်ကတော့အဲ့ဒီမှာရှိနေပါပဲဖြစ်ပါတယ်။သင်အလုပ်လုပ်နေတဲ့အချိန်မှာသင်ရဲ့စိတ်နဲ့ခန္ဓာနှစ်ခုလုံးအလုပ်မှာအပြည့်အဝရှိနေဖို့ကိုဆိုလိုပါတယ်။အခြားသူတွေနဲ့ဆက်ဆံတဲ့အခါစစ်မှန်တဲ့အာရုံစိုက်မှုကိုပေးခြင်းအဖြစ်ထိရောက်တဲ့ဆက်သွယ်မှုကိုတည်ဆောက်နိုင်ပါတယ်။အဓိကပြဿနာတွေဒါမှမဟုတ်အနာဂတ်ကအစိုးရပူပန်မှုတွေအပေါ်မှာစိတ်ရောက်မနေပဲပစ္စုပန်ကာလမှာအပြည့်အဝနေထိုင်ခြင်းကိုဆိုလိုပါတယ်။ Mary Jane ဟာဒီလိုအပ်ချက်၄ခုကိုသူမရဲ့မိဖို့ကြောင့်လည်းကိုဘယ်လိုယူဆောင်လာခဲ့သလဲ။ Mary Jane ဟာသူမရဲ့ဌာနကိုဒီ fish တသနာနဲ့ပြောင်းလဲဖို့စတင်ခဲ့ပါတယ်။သူမဝန်ထမ်းတွေကိုဒီလိုအပ်ချက်၄ခုရဲ့အတိတ်ပဲနဲ့သူတို့ရဲ့အလုပ်ခွင်ကိုပို့ပြီးပျော်ရွှင်အောင်ဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ကနဦးမှာဝန်ထမ်းတွေရဲ့တွန်းလှန်မှုရှိခဲ့ပေမဲ့ရိုးရှင်းတဲ့လှုပ်ဆောင်ချက်တွေဥပမာကစားခြင်းချီးမွမ်းခြင်းကနေတဖြည်းဖြည်းအပြောင်းအလဲတွေစတင်ခဲ့ပါတယ်။ဝန်ထမ်းတွေကပလေးနဲ့မှန်ကန်တဲ့သဘောထားကိုရွေးချယ်ပါဆိုတဲ့လှုပ်ဝက်ချက်တွေကိုကျင့်သုံးလာတဲ့အခါသူတို့ရဲ့ဌာနရဲ့ atmosphere ဟာတည်တည်သားပြောင်းလဲလာပါတယ်။အပြစ်တင်ခြင်းနဲ့ညီငွေခြင်းတွေဟာလျော့နေသွားပြီးဖောက်သည်ဝန်ဆောင်မှုမှလည်းတည်တည်သားတိုးတက်လာခဲ့ပါတယ်။ပျော်ရွှင်တဲ့ဝန်ထမ်းတွေကပျော်ရွှင်တဲ့ဖောက်သည်တွေကိုဖန်တီးပေးပြီးပိုကောင်းတဲ့ရလဒ်တွေကိုပါဖန်တီးနိုင်ပါတယ်။နောက်ဆုံးမှာတော့ Mary Jane ရဲ့ဌာနဟာဘဏ်ရဲ့အကောင့်ဆုံးစွမ်းရည်ရရှိတဲ့ဌာနတစ်ခုဖြစ်လာခဲ့ပါတယ်။ Fish Philosophy ဟာခဏတာပျော်ရွှင်မှုကိုပေးအောင်သာမကရေရှည်အောင်မြင်မှုနဲ့ရလဒ်ကောင်းများကိုပါဖန်တီးပေးနိုင်ပါတယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။အောင်မြင်မှုရဲ့လိုအပ်ချက်ကတော့လုပ်ငန်းပြင်ကျင်းမှုကိုအပြုသဘောဆောင်တဲ့အလေးကျင့်လေးခုနဲ့အမြဲတမ်းပြောင်းလဲနေဖို့ဖြစ်ပါတယ်။ Fish စာအုပ်ကကျွန်တော်တို့ကိုအလုံးမှာပျော်ရွှင်မှုနဲ့အောင်မြင်မှုဟာအပြန်အလှန်ဆက်ဆက်နေတယ်ဆိုတဲ့ရိုးရှင်းတဲ့အမှန်တရားကိုပြသခဲ့ပါတယ်။ကျွန်တော်တို့ကတခြားသူတွေရဲ့နေရက်တွေကိုဖန်တီးပေးခြင်းမိမိရဲ့သဘောထားကိုမှန်ကန်စွာရွေးချယ်ခြင်းနဲ့ပြစ္ဆုတ်ပံမှာပြေဝရှိနေခြင်းအဖြစ်အလုပ်ခွင်စိတ်ဓာတ်နဲ့ရလဒ်များကိုအံ့ဩဖွယ်တိုးတက်စေနိုင်ပါတယ်။လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုအပြုသဘောဆောင်သောစွမ်းရည်များဖန်တီးခြင်းသည်ဝန်ထမ်းများနဲ့ဖောက်သည်များအားလုံးကိုအကျိုးပြုပါတယ်။ဒါကြောင့်ကျွန်တော်အားလုံးကဒီ fish တသနာကိုမိမိတို့ရဲ့နေ့စဉ်အလုပ်ခွင်မှာကျင့်သုံးပြီးနေတိုင်းကိုပျော်ရွှင်အောင်ဖြတ်သန်းခြင်းအဖြစ်ပုံမအမြင်သောဘဝကိုရယူနိုင်မှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။